tool. Revenge has consumed me. Must fight to keep our hope alive. Hello မင်္ဂလာပါ Hewoni YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမဒီနေ့စောပြရအောင်မယ်ကွန်မန်တာလေးကတော့အသစ်ထွက်ထားတာမကြသေးရဲ့ Aurora ကွန်မန်တာလေးပဲဖြစ်ပါတယ်ဒီကွန်မန်တာလေးရဲ့ skill တွေကတော့ round စတိုင်းမှာ shop တဲ့ hero တစ်ကောင်မှမဝင် Frost Energy 3ခုပြီးရယ် Energy 6ခုဖြစ်ရင် Renaissance Energy Crystal ဒါမှမဟုတ်ရင်9ချက်ဒါမှမဟုတ်Experience 7 point ဒါမှမဟုတ်ရင်4ချက်တန် hero နှစ်ကောင်ပေးမှာပဲဖြစ်ပါတယ်အားကြောင့်ဒီကွန်မန်တာလေးက early hero တွေဝယ်ပြီးဆိုရတဲ့ flow နဲ့ဆိုရင်တိတ်အဆင်ပြေနိုင်မှာဘူးเนาะ hero မဝယ်ဘဲနဲ့ကိုလေးစုသွေးအရောက်ခံပြီးတော့မှကိုက level 9လောက်ရောက်အောင်မှကျန်းရမယ်ကွန်မန်တာလေးပဲဖြစ်ပါတယ်ကဲဒါဆိုရင် gameplay လေးစီကိုဆက်သွားလိုက်ရအောင်เนาะထမောင်းဆုံးကိုကလေးမှာဆိုရင်တော့ level မြင့်တက်အောင် technology evolution လေးကိုယူလိုက်ပါတယ်။ကိုဆိုပြီးတော့ level အမြင့်တင်ရမယ့် commenter လေးဆိုတော့ဒီကလေးက aura နဲ့လိုက်ပါတယ်ရှင်။ကဲဆက်သွားလိုက်ရအောင်နော်။ hero မဝယ်လိုက်ရတဲ့ round 9မှာဆိုအခုလိုပြီးမှာ frost energy 3 point လာပြီးမှာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်6 point ပြည့်သွားလို့ experience 7 point ရပါတယ်6 point ပြည့်တိုင်း runner reward လေးတွေလည်းပေးပါတယ်အဲ့ဒါကြောင့်ကိုက early game မှာ hero မဝယ်ဘဲနဲ့အထုထောင်းခံပြီးဆော့ရမယ်ကိုရဲ့ရှက်ပပကွန်မန်တာလေးပေါ့နော်ညီမကဒီပွဲမှာ8 energy နဲ့ဆော့မှာဆိုတော့လင်းကိုယူလိုက်ပါတယ်အားလေးလေးချက်တန်ရဖို့လဲလိုတဲ့အတွက်ကြောင့်ပထမဦးဆုံး Facebook မှာကိုဆော့မဲ့ flow ရဲ့လေးချက်တန်နေပါလိုက်ရင်တော့ hero ကိုပဲဦးစားပေးယူရပါမယ်ဒုတိယကိုကလေးမှာဆိုရင်တော့ Rising Festivity ဆိုတဲ့ကလေးကိုယူလိုက်ပါတယ်ဒီကလေးက round စတိုင်းမှာကိုယ့်ရဲ့ level အလိုက် hero တစ်ကောင်ချင်းစီပေးသွားမှာပဲဖြစ်ပါတယ်capacity level 7မှာဆိုရင်တော့တစ်ချက်တန်ပေးရယ်7မှာဆိုရင်တော့2ချက်တန်ပေးရယ်အဲ့လိုပဲ level 10ရောက်သွားရင်တော့5ချက်တန်တစ်ကောင်ကိုပွဲစတိုင်းပေးပါတယ်အားကြောင့်ဒီကလေးကနည်းနည်း OP ဖြစ်တဲ့ကလေးတစ်ကယ်ပဲဖြစ်ပါတယ်ဒီပွဲမှာ prince နဲ့ဆော့မယ်ဆိုတော့အခုစနကြီးလိုက်ဖြစ်နေပါပြီအဲ့စနကြီးဆော့မယ်ဆိုရင်တော့အကောင်းဆုံးတွဲလုံးလေးတွေကတော့မင်းစစ်သားခရီဂဒေါ့ဆန်မလီစာတာမက်စ်တယ်ရီစလာလင်းဂိုနီဗရာအဲ့ကိုကောင်ကတော့အကောင်းဆုံးတွဲလုံးလေးပေါ့နော်အဲ့မှာမဟုတ်လေနိုလန်ကလောက်တို့နဲ့လည်းအထောင်ထားပြီးတော့တွဲဆော့လို့ရပါတယ်ကိုက Aurora ဆော့နေရဆိုတော့လိုတလောက် hero လေးရရင် capacity တင်ဖို့အတွက် go ကိုစုမယ် Aurora Passes က reward လေးလည်းစုမယ်အဲ့လိုနဲ့ပွဲလေးထိန်းဆော့ထားမှာပဲဖြစ်ပါတယ်
တတိယကိုကမှာဆိုရင်တော့ Prince Synergy နဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ Solis Alliance လေးကိုယူလိုက်ပါတယ်ဒီကလေးဟာချက်ပုတ်ပေါ်က active ဖြစ်တဲ့ Synergy တစ်ခုချင်းစီတိုင်းအတွက် Hybrid Attack 4% ပေါင်းပေးမှာပဲဖြစ်ပါတယ် Synergy 8ခု active ဖြစ်ခဲ့ရင်တော့ 32% အောင်ပေါင်းပေးမှာပေါ့နော်အားကြောင့်အဲ့ Synergy ဆော့ပြီးဆိုရင်ဒီကလေးပါရင်တော့မဖြစ်မနေယူရမယ့်ကလေးတစ်ကပ်ပဲဖြစ်ပါတယ်အခုဆိုလိုအပ်နေတဲ့ကလေးလေးယူပြီးပြီဆိုတော့ hero ရှာမယ်ပြီးရင်3 star တင်မယ်ကဲဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်နော် I
အခုဆန် Terrace လာနဲ့မလီစာ3 star ဖြစ်သွားပြီဆိုတော့ဟိုဘက်ကလင်း3 star လည်းမနိုင်တော့ပါဘူးရှင်ဒီ Aurora Commander လေးကမိတ်ဆန္ဒကြီးနဲ့ဖြစ်ဖြစ် Assassin နဲ့ဖြစ်ဖြစ် Buffalo နဲ့ဆိုအဆင်ပြေပါတယ်အားလေးပိုင်းအထုတောင်းခံရမှာဆိုတော့အားလေးမှာထိမ့်တက်ဖို့ရယ်စိတ်ရှည်ဖို့ရယ်လိုအပ်ပါတယ်အားကြောင့်စမ်းစောကြည့်ဖို့ကိုလည်းအကြံပေးပါရရှင်ကဲညီမရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလည်းလုပ်ပေးကြဖို့မမေ့ပါနဲ့အောင်နော်နောက်ပိုင်းဗီဒီယိုလေးတွေစတိုက်တင်နိုင်ဖို့လည်းစူးစမ်းသွားပါမယ်ရှင်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်